ကားကြမှာကျုပ်ဝမ်းသာသွားပြီစိတ်ချတယ်ကျုပ်တို့တရွာလုံးကိုတော်လာရေးအတွက်အသင့်ဖြစ်နေအောင်ကျုပ်တို့ထားမယ်ဗျာရေးရင်ကြီးမှုစစ်ပေးစရာရှိတယ်။နင့်ကိုတို့နေရာချပေးလိမ့်မယ်။စားဖို့တောက်ဖို့အကုန်လုံးစီစဉ်ပြီး။သွားမယ်။ဒီအိမ်တက်ပြီးချက်သိမ်းလို့ပါ။လက်နဲ့ဒီအားလုံးအမယ်လို့ကြည်ညာထား။အဲ့ဒီလက်နဲ့ဒီကိုမအပ်ပဲဖွက်ထားတယ်ဆိုတာ။ဒီမတိကြရတယ်။အေးခဏသိတယ်မလား။မသိဘူး။ငါဘာမှမသိဘူးကွာ။မသိဘူးကွာ။အေးဘယ်ကောက်မှအသားအပူမပါဘူးလို့။တစားစီကြွေမသွားခင်အမှန်တိုင်းပြောလိုက်စမ်းပါ။ဟဲ့မင်းငါ့ကိုနားအောင်လုပ်လို့ရကြောက်အောင်လုပ်လို့မရဘူးဆိုတာမအစားရရှိနေတယ်မင်းတို့အမီးပေးထားတာဘာဖြစ်လို့လဲခေါင်းမနေရတော့လက်နဲ့ဒီဗမာဖွက်ထားတယ်ဆိုတာပြောတာအားလုံးစင်ပြေသွားငါဘာမှမသိဘူးကွာအဲ့ကွာဒီကောင်မင်းမအသက်အပူမပါဘူးပြောရတယ်ကွာစီဟဲ့မပြောဘယ်စတော့လာဘယ်နေရာမှာဖွက်ထားလဲဆိုတာမင်းသိရောဟဲ့ငါမကွာတိုင်းပြည်ကိုဘယ်တော့မှသစ္စာမဖောက်ဘူးလူဆိုတာငါခါသေးရုံမရှိပါဘူးကွာမင်းတော့ပလိုက်အဲ့ဒါမျိုးကြိုက်တယ်မလေးကရိုစချထားမယ်マサ、私の妻、妊娠してるからすみません。はい。ဟုတ်ပြီညစ်လိုက်ပါဦးမွေးတော့မယ်အေးညစ်ပေးနည်းနည်းလေးညစ်လိုက်တော့အေးဟုတ်ပြီတပီးလေးမွေးတယ်ဟဲ့တပီးလေးဟဲ့တော့
မေအသက်ခဲတွေနဲ့ရင်ဆိုင်ရအဲ့ဒါဗမာပြည်ဗမာပြည်ကိုကြားပါအသက်ကိုများရဲ့အမိန့်ကိုလည်းဒါခံကြအသက်ကိုများရဲ့သာလူညီမရဲဘော်ဆက်ကြရဲဘော်တို့ကိုခရီးပေးပါတော့တိုင်းဟလားကျောက်ကိုတိုင်းရဲဘော်တို့နဲ့သူဟလားဒီချက်ဗမာရန်သူကိုခင်မုန်းကြအနိကတော့ရန်သူကိုကြားပြီးတိုက်ကြဒါလေသားလေးကိုညာနာလို့နာမည်မှဲ့ထားတယ် အမခလေးကိုမြင်နေဟောကိုစောင်းပြောင်းဒီမှာနေလို့ဖြစ်တော့ဘိုင်းမအောင်ဖမ်းသွားကြတယ်နည်းနည်းကိစ္စမဟုတ်ဖြစ်သူတို့အသေးချင်လိုက်ကြတော့မှာ တောက်ခေါ်တော့နေတော့ပြည့်နေတော့ မိတ်ဆွေဟောင်းကြီးပြန်တွေ့ရတယ်ကဘာကြီးကတကယ့်ကိုချင်းချင်းလေးပဲဟဲ့ကတရွာသေးသားကြီးပြန်တွေ့တဲ့အချိန်မှာငါမင်းကိုလက်ဖြားနဲ့မထိချင်ဘူးစိတ်မဆမ်းပါကွာဒေါသရှိထိုင်မှားသွားမှာဟောမင်းကောင်းအေးထားငါအခုလာတာက BIA တက်ဖြတ်သိမ်းတော့ကလက်နဲ့တီကိုမအပ်ဖဲဖွက်ထားတဲ့ကိစ္စအဲ့ဒါကိုမင်းဒီမှာတထိုင်နဲ့ဖွင့်ပြောလိုက်မင်းကိုစုတွေလက်တွေချပေးပါလို့မဆိုင်ကြီးကိုပြောမိမယ်ကျောင်းဆရာမင်းငါ့ကိုစာတင်မှုမကြိုးစားနဲ့မင်းတင်ငန်းစာတွေပြန်ရသွားနားလေလားခွဲမှာတာအသားရလက်ခွဲတဲ့ကောင်သူရရထွက်တဲ့အစိတ်တစ်စမောက်အလောလာကြီးကိုစုရှိကားကြီးကတာကြီးနာကြို့မော်တာရပြ ဟိုင်းဘယ်လိုလဲတည်ရကောင်ကြီးအမပြည်ကြီးကိုသစ္စာရှိတဲ့အတွက်ရလိုက်တဲ့စုလေးတော်တော်ရတာရှိတော့ဟမ်ညီမမင်းစကားလေးတစ်ခုဖွင့်ပြလိုက်တာမင်းကပြောင်းသွားမှာဒီသမောမင်းကဘသူ့ကိုသစ္စာရှိနေတာဟမ်မင်းသစ္စာခံထားတဲ့ BIA မရှိတော့ဘူးဟမ်ငါတို့မာစတာကြီးတွေက BIA ဆိုတာကိုလည်းတစစီပြောင်းလုပ်တယ် ဒီလိုမှကျင်းပါအားကြောင့်ပါခါတာကြီးနာ ပိုက်ဆံစားဦးစားကြရရှူလာခဲ့တယ်ရှင်ငိုင်းရှင်တောက်လိုက်အောင်နော်ခင်ဗျားကိုလက်ချပါအောင်ကိုရင်သိအောင်ရဲ့ခင်ဗျားတို့မိန်းမတွေကအရှုံးနဲ့ဖမွေးခဲ့ရတဲ့ဘဝတွေပါ905ကဘာကိုကြောက်လို့သာခင်ဗျာအသက်ရှင်နေရတာဒီဝကြွေးအားလုံးခင်ဗျာဒီဘဝမှာပဲအကုန်ဆက်မယ်ဆိုပြီးခင်ဗျာစိတ်ခ
ထားတဲ့အချိန်ကြီးစောင့်နေတာကိုရင်တဲ့အောင်တွေ့ရမယ်လို့ဘယ်တော့မှမမျှော်လင့်ခဲ့ခုလိုကိုရင်တဲ့အောင်တွေ့ရကဲဘာလို့ကိုရင်တဲ့အောင်တော့မှစကားရှာလို့လည်းမတွေ့ ယောက်ျားတစ်ယောက်ပေါ့သစ္စာဖောက်တာအရေးမကြီးဘူးကွာတိုင်းပြည်နဲ့လူမျိုးပေါ်မှာသစ္စာဖောက်တာလို့အပြစ်ကြီးတာမရှိတော့ဘူးဒီကောင်မတောက်ပါနဲ့ဒီတိုင်းပြည်ကိုတောက်မှာဒီတမိုင်းကိုတောက်မှာဒီကွာတော့ဘယ်လိုမှကိုတက်မေရောいや少し入れます。はいはい。Kisoku ga aru da. Kotte misiro. Randaku, Torini, Itekuri. Kali apa bilo le? Lo ngồi nè. ကလေးမေပြန်မလာသေးလို့ပါရှင်
ဒါနေ့ကလေးမဟုတ်ဘူးလား ဟုတ်ပါဘူးဒါပေမဲ့ဘယ်သူပြေလဲ ကိုအောင်နုနဲ့မထင်ခါနွယ်တို့ရဲ့ခလေးလေးပါ ကြည့်တယ်လို့ကိုစောတရားဒဏ်ရာအခုမှပျောက်ခါစားရှိသေးတယ်ရှေ့ဆက်ပြီးတိုက်ပွဲတွေကဘယ်တော့တောင်တိုက်ရအောင်မသိဘူးကြာကြာတောက်ခံနေမှာအမွှထားရအောင် ဒီကောင်တွေကကြောက်ကိုကြောက်သွားမလားဆိုပြီးတော့ခေါ်ပြီးနှိပ်စက်ကြည့်တာပါဗျာကြောက်ကလည်းကျုပ်အသားကိုတစ်ချက်ထိလို့ရှိရင်10ချက်ပြန်ချရှင်တဲ့တတိတွေဖြစ်လာတယ်ဗျာ ဂျပန်တပ်ဖက်တစ်ဖက်တက်ဆုလာထုတ်ခဲ့ဆရာရောက်ဖက်တောင်ကျောင်းတော့ရောက်နေပြီ ကျုပ်ကတော့လေဒီနဲ့ဆင်းမဲ့ရဲဘော်တွေနဲ့အဆက်အသွယ်ယူပြီးဘုံမူးမောင်မောင်ရဲ့တပ်တွေနဲ့အတူဖက်စစ်ကိုတော်လှန်ဖို့စစ်တိုင်းအမှတ်1ကိုတာဝန်ပေးစေလွတ်လိုက်တယ်စစ်တိုင်းအမှတ်1ဆိုတာကပြည်တာယာဝတီနဲ့ဟင်္ဒရာအရှိတ်ဒေသပါ လောကနဲ့တရားရှစ်ပါးရှိလို့ရပါ မရင်မီတို့ရွာရှိတယ်နေမီ ပြောင်းလဲအဲ့လောက်ပုံနေ အေးဗျာကျွန်တော်လည်းခုမှဇက်ရည်လေတော့လေမောင်ညာနာကစောသိမ့်အောင်နဲ့မခင်ကြီးတို့ရဲ့သားအရင်မပန်းမွေးလေးကအောင်ညွန့်နဲ့ခင်ထားတော့ရဲ့သမီးအရင်ပေါ့တော်တန်ခွင့်လွတ်နိုင်တဲ့စိတ်နဲ့ဆိုရင်အောင်ညွန့်သမီးကိုဘယ်မွေးစားနိုင်ပါ့နော်အခုတော့မထင်ရလောက်အောင်ပဲအတော်ချစ်ကြတာဟုတ်ဗျာ ကလေးတွေကအပြစ်ကင်းစမှာလေလူကြီးတွေရဲ့အာဃာတအရင်လဲကလေးတွေကကြားစေချင်တယ် မရင်မေအဲ့လိုစကားတွေဘာဖြစ်လို့ပြောနေရတာကျွန်တော်တွေ့ဘူးသမျှမိမအတော်များများယောက်ျားတွေနိုင်ငံရေးလောက်တာကိုရှော့ရှော့ယူလက်ခံမပေးနိုင်ကြဘူးဗျာ ကိုနန္ဒကမိန်းမတွေတော်တော်များများနဲ့တွေ့ဦးတယ်ထင်တယ် ဒါကျွန်တော်စကားအဲ့လိုအဓိပ္ပာယ်ထွက်သွားလို့လား ခုနကပြောတော့ကျွန်တော်တွေ့ဦးတဲ့မိန်းမတော်တော်များများ